အားလုံးပဲမင်္ဂလာပါအားလုံးကို Happy New Year ဆိုပြီးတော့နှုတ်ဆက်ချင်ပါတယ်အခု2025ကုန်သွားပြီကျမတို့မကြခင်မှာ2025အတွက် tax ကိုပြင်ဆင်မယ် tax return file မယ်ပေါ့နော်ပြီးလို့ရှိရင်တစ်ချိန်တည်းမှာပဲကျမတို့2026မှာဘာတွေလိုချင်တယ်လဲဘယ်လိုသွားချင်တယ်လဲဘာတွေလုပ်ဖို့လိုအပ်တယ်လဲဆိုတဲ့ဟာ planning လုပ်ပြီးတော့လက်တွေ့ကျင့်သုံးမဲ့အချိန်ရောက်နေပြီဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်အထူးသဖြင့် business owner တွေနဲ့ self employed သမားတွေအတွက်ဒီ IRS ရဲ့ accountable plan ဆိုတာကိုအတွက်နီးလန်းမှန်ကန်စွာအကျိုးရှိရှိဘယ်လိုအသုံးပြုနိုင်မလဲဆိုတာကိုကျွန်မရှင်းပြချင်တာဖြစ်ပါတယ် business owner တော်တော်များများကတော့ဒါနဲ့ရှင်းနေကျွမ်းဝင်မှုတိတ်မရှိဘူးဆိုတာကျွန်မတွေ့ရတယ်ဒါပေမဲ့အရင်အရေးကြီးတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်မဒီနေ့မှာရှင်းပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ IRS ရဲ့ accountable plan ဆိုတာပါလဲဆိုလို့ရှိရင် company တစ်ခုမှာမလို့ရှိရင် business တစ်ခုမှာ IRS ရဲ့ guideline အတိုင်း reimburse ပြန်လုပ်ပေးတဲ့ system တစ်ခုဖြစ်ပါတယ် reimburse ဆိုတာကတော့ employee ကသူက business ကုန်ကျစရိတ်တစ်ခုကိုစိုက်ထားတယ်အဲ့ဒါကို business ကသူ့ပြန်ပေးတာ S corporation ဒီဆိုလို့ရှိရင် business owner ကအလုပ်လုပ်တယ်ဆိုလို့ရှိရင်သူလည်း employee ပဲသူလည်းဝန်ထမ်းပဲပေါ့နော်ကျမပြောနေကြအတိုင်းပဲ IRS ကအခွင့်အရေးတစ်ခုခုပေးတယ်ဆိုလို့ရှိရင်သူ့ rules တွေရှိတယ်ကျမတို့လိုက်နာရမယ်အရာတွေအများကြီးရှိတယ်အဲ့ဒါတွေကိုလက်တွေ့အကျင့်သုံးမှသာလျှင်ကျမတို့ကဒီအခွင့်အရေးကိုအပြည့်အဝရနိုင်မှာဖြစ်တယ် accountable plan ကိုကျမတို့ business ထဲမှာသုံးတော့မယ်ဆိုလို့ရှိရင်ကျမတို့ကစာနဲ့ရေးပြီးတော့ accountable plan ကိုဒီ company ဒီ business ကဘယ်လိုသုံးမလဲဆိုတာ written document လို့ရတယ်ပေါ့နော် IRS ကတော့ဒီလိုဆိုပြီးတော့ form အတိအကျတော့မပေးထားဘူးဒါပေမဲ့ guideline တော့ပေးထားတယ်ဝန်ထမ်းက reimbursement ကိုတောင်းဆိုတယ် request လုပ်တဲ့အချိန်မှာလိုက်နာရမယ်စီကံတွေကိုကျွန်တော်တို့တေချာရေးရမှာဖြစ်ပါတယ် accountable plan အောက်ကနေ reimburse လုပ်တဲ့အချိန်မှာလက်တွေ့ကျင့်သုံးရမယ်အချက်လောက်ကိုကျွန်မပြောချင်ပါတယ်ပထမဆုံးအနေနဲ့ကုန်ကျစရိတ်က business အတွက်ဆိုတာတေချာရမှာဖြစ်ပါတယ်နံပါတ်2မှာဆိုလို့ရှိရင်တော့ဒီ expense ကို reimburse လုပ်ဖို့ပြန်ပေးဖို့တောင်းဆိုတဲ့ request လုပ်တဲ့ employee ကလိုအပ်တဲ့စာရွက်စာတမ်းတွေကိုသူကcompany မှာတင်ရမှာဖြစ်တယ် submit လုပ်ရမှာဖြစ်တယ်ဥပမာ receipt တွေကအစဘယ်နေ့မှာဘာအတွက်ကုန်တယ်ဆိုတဲ့ဟာပေါ့နော်တေချာပေးရမှာဖြစ်တယ်ပြီးလို့ရှိရင် company ဘက်ကနေ business ဘက်ကနေလည်းအဲ့ဒါတွေကိုတင်ထားမှာဖြစ်ပါတယ်နံပါတ်3မှာဆိုလို့ရှိရင် reimburse လုပ်တဲ့ပတ်စံတွေကပိုတာရှိလို့ရှိရင် company မှာ return ပြန်လုပ်ရမယ်ပြီးနံပါတ်4မှာဆိုလို့ရှိရင်တော့ဝန်ထမ်းတယောက်ကသူကဒီ business အတွက် company အတွက်သူစိုက်ထားတဲ့ကုန်ကျစရိတ်ရှိတယ်ဆိုလို့ရှိရင်ရက်30နဲ့60အတွင်းမှာ request လုပ်ရမှာဖြစ်တယ် IRS ကတော့ရက်60လောက်အထိကိုသူက reasonable time frame အနေနဲ့သူကထားပေးတယ်ပေါ့နော် request လုပ်တဲ့အချိန်မှာ company က form တွေကိုတေချာသတ်မှတ်ထားပြီးတော့ဒီ form မှာသူကဖြည့်ပြီးတော့လိုအပ်တဲ့ receipt တွေနဲ့သူက submit လုပ်ရမယ် company ဘက်ကနေတာဝန်ရှိတဲ့လူကလည်းဒါ approve လုပ်ပေးရမှာဖြစ်ပါတယ်နံပါတ်5မှာဆိုလို့ရှိရင်တကယ်လို့ပတ်စံထင်တာထက်ကုန်ကြတာနည်းသွားတယ်ပိုတာရှိတယ်ဆိုလို့ရှိရင် company မှာပြန်သွင်းဖို့ကအလွန်ဆုံးရက်120အထိကို IRS ကခွင့်ပြုထားတာဖြစ်တယ်ပြီးလို့ရှိရင်ဝန်ထမ်းတွေရဲ့ site ထားပြီးတဲ့ဒီလိုမျိုးကုန်ကြစရိတ်တွေကိုပြန်ပေးတဲ့ဟာပေါ့နော်ဒီ reimbursement ကိုကြတော့လတိုင်းမလို့ရှိရင်3လတစ်ခါအနည်းဆုံးကိုတစ်နှစ်တစ်ခါလောက်ရမှာဖြစ်ပါတယ်။နှစ်မကုန်ခင်စင်းစာအုပ်မပိတ်ခင်မှာ tax မ file ခင်မှာအကုန်လုံးပြီးဖို့အရင်အရေးကြီးပါတယ်။ 2 business owner တွေတချို့ self employed သမားတွေက home office သုံးတယ်ပေါ့နော်ဒီ home office deduction ဒီမှာပါမှာဖြစ်တယ် employee က employer စီမှာသူက submit လုပ်ပြီးတော့ employer က reimburse လုပ်ဖို့ဖြစ်တယ်ဆိုလို့ရှိရင် employee ကတော့သူ့ရဲ့ tax return မှာသူတင်ခွင့်မရှိတော့ဘူးဘာလို့လဲဆို company ကနေသူက reimburse ရပြီးသွားပြီဒါပေမဲ့ company business အနေနဲ့ဒါက business expense အနေနဲ့သူတင်ခွင့်ရှိတယ် IRS ရဲ့စည်းကမ်းအတိုင်းဒီ home office expense ကိုတွက်ချက်ဖို့လိုအပ်တာဖြစ်ပါတယ်တချို့က direct expense ပေါ့နော်အဲ့ဒါကရှင်းတယ်ဥပမာ home office ကိုကတီးတန့်ပေါ့နော် painting တွေတီးတန့်လုပ်တယ် carpet တီးတန့်ခင်းတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါက direct expense ကရှင်းတယ်ပေါ့နော်ဒါပေမဲ့ depreciation တွေ mortgage interest expense တွေ home owner insurance ကအစပေါ့နော် property tax တွေ utilities expense တွေက indirect expense ဖြစ်တယ်အဲ့ဒါတွေကိုကြတော့ကိုယ့်ရဲ့ရုံးခန်းရဲ့အကျယ်ကဘယ်လောက်လဲ
ကိုအိမ်လုံးရဲ့အကျယ်ကောဘယ်လောက်လဲဆိုတော့ square feet အပေါ်မှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဥပမာဆိုလို့ရှိရင်အိမ်လုံးရဲ့ square feet area က2000ရှိတယ်ကိုရဲ့ office က square feet 300ဆိုလို့ရှိရင် indirect expense တွေအကုန်လုံးကိုဒီအိမ်လုံး square feet 2000ပြီးလို့ရှိရင်ကိုရဲ့ office က square feet 300ဆိုတဲ့အချိုးအစားနဲ့အကုန်လုံး calculation ကျမတို့တွက်မှာဖြစ်ပါတယ်ကျမတို့ရဲ့ calculation တွေကို data တင်ထားဖို့လိုတယ်တကယ်လို့ IRS က audit လုပ်တယ်ဆိုလို့ရှိရင်ဒီ reimbursement လုပ်တဲ့ဟာရဲ့ calculation ကိုဘယ်လိုဒီလို calculation လုပ်ပြီးတော့ဒီလိုရပါတယ်ဆိုတဲ့ဟာကိုကျမတို့ data ပြဖို့လိုမှာဖြစ်ပါတယ်တခြား expense တွေဆိုလို့ရှိရင်တော့ receipt တွေပါရှိမယ် home office expense ကတော့ကျမတို့ data calculation တွက်ချက်တဲ့ဟာလိုအပ်တာဖြစ်ပါတယ်ပြီးလို့ရှိရင်နောက်အရေးကြီးတာတစ်ခုက home office မှာကျမတို့ depreciation ယူတာဖြစ်တဲ့အတွက်အဲ့ဒါကိုလည်း data track လုပ်ဖို့လိုတယ်ကျမတို့တကယ်လို့ဒီအိမ်ပြန်ရောင်းတယ်ဆိုလို့ရှိရင်ကျမတို့ဒီ home office အတွက်ယူထားတဲ့ depreciation တွေကို recapture ပြန်လုပ်မှာဖြစ်ပါတယ် recapture tax rate နဲ့ tax ပြန်ပေးဖို့လိုတာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင် home office ကိုတခြား expense တွေပဲယူမယ် recapture မလုပ်ချင်လို့ depreciation မယူတော့ဘူးဆိုလို့ရှိရင်ရလားမရအောင် depreciation မယူပေမဲ့ home office expense ယူတယ်ဆိုလို့ရှိရင် recapture လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်နီလန်တစ်ခုပဲရှိတယ်ဒီ recapture ပြန်မလုပ်ချင်ဘူးဆိုလို့ရှိရင်ဒီလိုမျိုး home office expense ကို simplify method ကိုပဲသုံးလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့မလိုဘူးအဲ့ဒါကတော့အစိုးရက square feet 300အထိခွင့်ပြုတယ်ပြီးလို့ရှိရင် square feet တစ်ခုကို$5ပေးတယ်ဆိုတော့အဲ့ဒါ1500ကျွန်တော်တို့ယူခွင့်ရှိတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဘာ recapture မှမလိုဘူးဘာ calculation မှမလိုဘူးဒါပေမဲ့တကယ် home office ကိုတွက်ချက်လိုက်လို့ရှိရင်တစ်နှစ်ကို1000လောက် deduction ယူနိုင်တဲ့သူကဒီ1500ပဲဆိုလို့ရှိရင်တော့ deduction ပိုင်းမှာအများကြီးရှုံးတာပေါ့နော်ဒါပေမဲ့ simplify သုံးချင်တယ်ဆိုလို့ရှိရင်တော့လည်းဒါရတယ်ဒါကတော့အလွယ်ကူဆုံး simple အဖြစ်ဆုံး deduction ရတာကြတော့နည်းမယ်ဒါပေမဲ့ဒါကိုယ်တွက်ပြဿနာမရှိဘူးဆိုလို့ရှိရင်တော့ဒါဘာ depreciation မှမလိုဘူးဒါ calculation မှမလိုဘူး simplify method ကိုကျွန်တော်တို့သုံးလို့ရတယ်ဒါပေမဲ့တကယ် actual expense အနေနဲ့ home office expense ယူချင်တယ်ဆိုလို့ရှိရင်တော့ calculation data လုပ်ဖို့လိုတယ်အဲ့ဒါ record data ရှိဖို့လိုတယ်ကိုယ့်ရဲ့ company ကဒါ data တင်ဖို့လိုတယ်ပြီးလို့ရှိရင်ဒီ depreciation ကိုကျွန်တော်တို့ data check လုပ်ဖို့လိုတာဖြစ်ပါတယ်အဲ့ဒါကြီးကျွန်တော်တို့ data လုပ်တယ်ဆိုလို့ရှိရင် home office expense အပါအဝင်တခြားဒီ reimbursement တွေကို tax free အနေနဲ့ကျွန်တော်တို့ reimburse လုပ်ခွင့်ရမှာဖြစ်တယ်တကယ်လို့ဒီ rules တွေကိုကျွန်တော်တို့မလိုက်နာဘူးဆိုလို့ရှိရင်တော့ reimbursement အနေနဲ့ business ကနေထုတ်ယူတဲ့အရာတွေမလို့ရှိရင်ကိုယ့်ရဲ့ employee ကိုထုတ်ပေးတဲ့ amount တွေကိုပမာဏတွေကို IRS က taxable income အနေနဲ့တွက်ပေးပြီးတော့ tax တွေပြန်ကောက်တာ penalty တွေပြန်ပေးတာ interest တွေပြန်ဖြတ်တာကျွန်တော်တို့ကြုံနိုင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီ accountable plan ကတကယ်လို့ဒေစာသုံးတတ်တယ်ဆိုလို့ရှိရင်အရန်အကျိုးရှိတယ်အထူးသဖြင့်ဒီ home office deduction မှာအများကြီးအကျိုးရှိတယ်ပြီးလို့ရှိရင်တကယ်လို့အဲ့ဒါကိုဒီ accountable plan အတိုင်းမသွားဘူးဆိုလို့ရှိရင်တော့လည်းနောက်ပိုင်းမှာကိုယ်ပြဿနာတွေအများကြီးကြုံလာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ accountable plan ကိုတေချာနားလည်ဖို့တေချာကျင့်သုံးဖို့အရန်အရေးကြီးတာဖြစ်တဲ့အတွက်ကျွန်မဒီနေ့မျှဝေပေးတာဖြစ်ပါတယ် business ကနေ business owner ကို reimburse ပြန်ပေးတာဖြစ် employee ကို reimburse ပြန်ပေးတာဆိုလို့ရှိရင်payroll ကနေမသွားရဘူးပေါ့နော်1099မှာမပါရဘူးသူတတ် transaction အနေနဲ့ reimburse လုပ်ဖို့အရေးကြီးပါတယ် bookkeeping မှာလည်း wages ထဲမှာလုံးဝမပါရပါဘူးဆိုတာလည်းအရေးကြီးပါတယ်။တစ်နှစ်ပြီးတစ်နှစ် calculation ပြန်လုပ်ရမှာဖြစ်တယ်။ဘာလို့လဲဆိုတော့ home mortgage interest တွေလည်းကွာနိုင်တယ်ပြီးလို့ရှိရင်တခြား expense တွေလည်းကွာနိုင်တယ်ဆိုတော့နှစ်တိုင်းအတူတူအမြဲတမ်းယူတယ်။တစ်လကိုဥပမာ900အမြဲတမ်းယူတယ်1000အမြဲတမ်း reimburse အနေနဲ့ကို owner တယောက်အနေနဲ့ဖြစ်ဝန်ထမ်းတယောက်အနေနဲ့ဖြစ်ယူတယ်ဆိုလို့ရှိရင်အဲ့ဒါကတော့နည်းနည်းအန္တရာယ်ရှိတယ်။ဘာလို့လဲဆိုတော့ဒီ home office expense ကအမြဲတမ်းတူညီနေတယ်ဆိုတာမရှိနိုင်ဘူးပေါ့နော်တကယ်လို့ဒီလိုမျိုး fix amount ကိုပဲယူတယ်ဆိုလို့ရှိရင်လည်းနှစ်ကုန်မှာ adjustment ပြန်လုပ်ပြီးတော့ကိုယူထားတာနည်းတယ်ဆိုလို့ရှိရင်ထပ်ယူလို့ရတယ်ကိုယူထားတာများတယ်ဆိုလို့ရှိရင်ခဏကကျွန်မပြောတဲ့အတိုင်း company မှာပြန်သွင်းဖို့ပြန်အပ်ဖို့လိုတယ် home office expense ကိုကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်တော့သူ့မှာလည်းစီကံလေးတွေတော့ရှိတယ်ကိုတကယ် office အတွက်သုံးသလားပေါ့နော်ဒီမှာ exclusive use ဆိုတာရှိတယ်လို့အတွက်ကိုတည်တတ်လောက်ထားတဲ့အခန်းဖြစ်ဖို့လိုတယ်နေရာဖြစ်ဖို့လိုတယ်ပြီးလို့ရှိရင် regular use ပေါ့နော်ပုံမှန်လေးသုံးတဲ့နေရာဖြစ်ရမယ် trade or business အတွက်ကိုတည်တံ့သုံးတဲ့နေရာဖြစ်ရမယ်ဆိုတော့စီကံလေးတွေရှိတယ်ကိုယ့်ရဲ့ principal
office ဖြစ်ရမယ်ဆိုတဲ့ဟာအရေးကြီးတယ်ပေါ့နော် တကယ်လို့ဝန်ထမ်းကသူ့ရဲ့ကိုယ်ပိုင်ကားကို business အတွက်သုံးတယ် business ဘက်ကနေ reimburse လုပ်ပေးဖို့လိုတယ်ဆိုလို့ရှိရင်လည်းဒီ accountable plan အောက်ကနေပဲတွားရမှာဖြစ်ပါတယ်ဝန်ထမ်းဆိုတဲ့နေရာမှာ S corporation တွေဆိုလို့ရှိရင်လည်း owner officer တွေ owner employee တွေလည်းပါပါတယ်အဲ့ဒါကြီးအကုန်လုံးလောက်ထားတယ်ဆိုလို့ရှိရင်တော့ဒီ accountable plan ကတော့ဒီ small business owner တွေအတွက်အများကြီးအကျိုးရှိစေတာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီ accountable plan အောက်ကနေ reimburse လုပ်တဲ့အရာမှန်သမျှပေါ့နော် home office expense ကအစ business expense အနေနဲ့ profit and loss statement မှာသွားမှာဖြစ်တယ် expense ကတိုးလာမှာဖြစ်တဲ့အတွက်အမြက်ကနည်းလာပြီးတော့ tax လည်းနည်းလာမှာဖြစ်တယ်တကယ်လို့ကိုယ့်ရဲ့ business မှာဒီ accountable plan တွေကိုလက်တွေ့ဘယ်လိုကျင့်သုံးမလဲဘာတွေကိုကျမတို့ပြင်ဆင်ဖို့လိုတယ်လဲ calculation တွေဘယ်လိုသွားမလဲဘယ်လိုလက်တွေ့ account ထည့်ဖို့မလဲဆိုတာတွေကိုထပ်ပြီးတော့ကျမနဲ့ဆွေးနွေးချင်တယ်ဆိုလို့ရှိရင်ကျမရဲ့ bookkeeping compliance and owner benefit optimization advisory ဆိုတဲ့ဟာကျမမှာရှိတယ်အဲ့ဒါကိုယူလို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျမအကုန်လုံးguide လုပ်ပေးမှာဖြစ်တယ်အဲ့လိုအပ်တဲ့ system ကိုကူညီတိစောက်ပေးလို့ရတာဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်